အားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကင်းတဝက်ဆရာတော်အရှင်ခေမာနန္ဒရေးသားပြစုထားတဲ့လူတို့နေ့ဆိုင်သောရဟန်းဝိနည်းများဆိုတဲ့ခေါင်းစဉ်လေးအောက်ကနေအားလုံးကိုဘုဒ္ဓရရစေခြင်းအလုံးကတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအမေကျောင်းသားမောင်ကြီးကကြောရဟန်းပြလာခဲ့ဒီမှာ2လခန့်ရှိပြီဖြစ်ပြီးသူဒီရဟန်းဝိဖြစ်တစ်သက်လုံးနေနိုင်မနေနိုင်ဆန်းသက်၍ဝိကြည့်နေခြင်းဖြစ်ကြောင်းကိုဖခင်ပြည်သူဒေါက်တာအောင်သူကရှောက်ထားတယ်တက္ကသိုလ်ကျောင်းသားလူငယ်တဦးအနေနဲ့များပြားလာစွာသောရဟန်းသီလတိတ်ခါများကိုစောင့်ထိုးနိုင်ခြင်းရှိမရှိလက်တွေ့ရဟန်းဝင်၍ဆန်းသက်လိုခြင်းဖြစ်ပေလိမ့်မယ်ဒါပေမဲ့လွန်ခဲ့တဲ့3ရက်ခန့်စောကံအပြန်လမ်းမှာသူ၏မေတော်ကြီးကဗွေနေသပင်ခန္ဓာကိုကိုယ်တိုင်တက်ရောက်ကဘွဲဥရန်အတွက်ရှောက်ထားလာကြောင်းသိရတယ်။သူသည်မေတော်ကြီးဆန္ဒကိုလိုက်ရော်၍လူဝိလဲလူချင်းကမရှိပေ။အဲဒါကြောင့်ဆုံးခံသွားရမှာလဲသူ၏မေတော်ခမဲတော်များ၏လမ်းကိုမကြွပဲထိုလမ်းမှာ3လမ်းကျော်ကိုဆုံးခံကြွလေရှိတယ်။ယမန်နေ့မနေ့ဆုံးခံအပြန်မှာမေတော်ကြီးကလမ်းထိပ်တဲ့နေရာမှာဆောက်၍နေရာထိုင်ခင်းကိုလူတန်းပြီးအင်ကြီးပစိုးများဘယ်နေ့ယူလာရမည်ကိုမေးမြန်းလျှောက်ထားခဲ့ကြောင်းသိရတယ်။သူသည်ရဟန်းတိတ်ကပြေဆက်လက်၍နေမည်ဖြစ်ပြီးခမဲတော်ဒေါက်တာအောင်သူ၏ဆန္ဒမပါတော့လဲမေတော်၏ဆန္ဒအရဘွယ်နေသပင်ခန္ဓာကိုတက်ရောက်ရန်လုံဝက်လဲမီကိုကြိုတင်ပြောမရသေးပါဦးစင်းရမေသည်ဆုံးကပြန်ရောက်ပြီးခြေထောက်ရည်စေးကဆွမ်းတဲ့ဘက်ကိုဖျားမှလှူဒန်းပြီးနောက်တင်ကန်းလက်ကတော့တို့၏မိမိရှိသို့ရောက်ရှိလာခဲ့တယ်အရှင်ဘုရားတပည့်တော်ရှောက်တင်စရာလေးရှိလို့ပါဗျာတပည့်တော်ရဲ့မေတော်ကြီးကဘွယ်နေသပင်ခန္ဓာတက်ဖို့အတွက်ခဏခဏရှောက်လာတယ်ဘွယ်နေသပင်ခန္ဓာပြီးလို့ရှိရင်ပြန်ဝဲလုကဝဲပါလို့လဲရှောက်ထားပြန်တယ်အဲ့ဒါတိတ်ခါချရတယ်ဆိုတာဘလို့ပါလဲဗျာဒီလိုကွရဟန်းဆိုတာအကျဉ်း229တွဲအကျယ်ကလေး9000ကျော်တဲ့တိတ်ခါများကိုတိမ်မာတုံးကဝိပစ္စစရာတို့ကကမ္မဝါစာနဲ့တင်ထားပြီးခဲ့ပြီးအဲ့ဒီတိတ်ခါပုတ်တွေကိုဖျားတပည့်တော်မကျင့်နိုင်တော့ပါဘူးဖျားလို့ပြောတာကတိတ်ခါချတာပဲကွတပည့်တော်ကျင့်ကြံမှသေးတယ်ဖျားအင်းကွကျင့်ကြံသေးတယ်ဆိုရင်တော့တိတ်ခါမကြဘူးအဲ့ဒါအထူးသတိထားဖို့လိုတယ်တပည့်တော်တိတ်ခါချတာကိုနားမလည်သေးပါဘူးဖျားကောင်းပြီဒါဆိုနားထောင်ကြည့်ပါဦးစဉ်ရဟန်းတိတ်ခါတင်တယ်ဒါမှမဟုတ်ရဟန်းပြည့်တယ်ဆိုတဲ့နေရာမှာအချက်5ချက်နဲ့ပြည့်စုံရမယ်အဲ့ဒီအချက်5ချက်ပြည့်စုံလို့ဖျားတပည့်တော်ရဟန်းပြည့်နေတာပေါ့နော်ဖျားမှန်ပါတယ်ဦးစဉ်အဲ့ဒီအချက်5ချက်ကနံပါတ်1ကရဟန်းလောင်းကလူသားယောက်ျားစစ်စစ်ဖြစ်ရမယ်ယောက်ျားလေးကမိန်းမလေးတွေမဖြစ်ရဘူးပေါ့နံပါတ်2ကအင်္ဂါပြည့်စုံပြီးတော့တန်ချင်းစင်ကြယ်တဲ့တိမ်ဖြစ်ရမယ်နံပါတ်3ကသီလစင်ကြယ်တဲ့ရဟန်းအနည်းဆုံး5ပါးရှိရမယ်နံပါတ်4ကဥပ္ပဒအခါမှာထံကတိုင်းတိကျမှန်ကန်ရမယ်နံပါတ်5ကကမ္မဝါစာ3ချက်ကိုမှန်ကန်စွာဖတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ရဟန်းဖြစ်ပြီကွရဟန်းဖြစ်ပြီးသားပုဂ္ဂိုလ်တို့ကိုသိက္ခာကြတဲ့အခါကျတော့အင်္ဂါ6ချက်နဲ့ပြည့်စုံရမယ်အဲ့ဒါဘာတွေလဲဆိုတော့နံပါတ်1ကစိတ်နံပါတ်2ကခေတ်နံပါတ်3ကကာလနံပါတ်4ကပယောဂနံပါတ်5ကပုဂ္ဂလနံပါတ်6ကဝိဇာဏနာတဲ့ဦးစဉ်တပည့်တော်အကျင့်ကိုနားမလည်သေးပါဘူးဖေဟာဒါကဖေဟာတပည့်တော်တို့အရေးကြီးလို့အကျင့်ကိုမိတ်ရှိပြီပါဖေဟာဒီလိုပဲဦးစဉ်ရဲ့တိတ်ခါတင်ပြစ္ဆကတိတ်တာကြဆက်တင်ကားတဲ့နံပါတ်1ကတော့တိတ်ခါကြလို့တဲ့စိတ်ရှိရမယ်နံပါတ်2ကတိတ်ခါကြစကလုံးမှန်ကန်ရမယ်နံပါတ်3ကပြစ္ဆုတ်ပံကာလမှာပြောဆိုရမယ်နံပါတ်4ကနှုတ်နဲ့ပြီးသားစွာပြောပြီးတိတ်ခါချရမယ်ကွဆိုလိုတာကလက်ဟန်ပြတာတွေစားနဲ့ရေးပြပြီးတော့တိတ်ခါကြတာတွေကတိတ်ခါမကြဘူးကွနံပါတ်5ကတော့တိတ်ခါကြပြီးသူကလူသားစစ်စစ်ပြရမယ်နောက်ဆုံးတစ်ချက်ကတော့နားထောင်တဲ့သူကချက်ချင်းနားလည်ရမယ်အဲ့ဒီချက်တွေပြည့်စုံမှတိတ်ခါကြတယ်ကွအဲ့ဒီလိုပြည့်ပြည့်စုံစုံတိတ်ခါမကြပဲအင်ကြီးပစိုးဝေးပြီးအင်ပြမင်းရောဖေဟာအင်းကွအဲ့ဒါဒီခေတ်မှာအလွန်ပဲပြဿနာများတယ်ဦးစဉ်ဒီခေတ်မှာဘာဖြစ်လို့အဲ့ဒီလိုပြဿနာများရတယ်လဲဖေဟာဒီလိုကွဒီခေတ်မှာကတရားတရားရှိတဲ့လူများစွာကဒေါ်လာဘတ်ရဟန်းတွေဝှကြတယ်လေတချို့ကဇနီးမယားတန်းလန်းရှိတာတော့လူထွက်ကြတယ်အိမ်မြန်ချင်းစောကြီးနေကြတော့ဆရာသမားတွေကတိတ်ခါကြတဲ့အခါမှာကြကြနာနာချမပေးလိုက်မိပဲအင်ကြီးပစိုးဝေးလိုက်ရင်တိတ်ခါမကြပဲအိမ်ရောက်သွားရောဇနီးမယားနဲ့နေလိုက်တော့ပါရာဇီကကြပါရောလားဖေဟာဒါဆိုရင်လူဝိလဲတာပြီးပစိုးဝေးတာလဲပါရာဇီကကြနိုင်ပါသလားဖေဟာဟုတ်တယ်ကွပစိုးပဲလဲရသေးတယ်လေခုနကအင်္ဂါ6ပါးနဲ့မငင်းညွတ်သေးဘူးအဲ့ဒါကြောင့်တိတ်ခါမကြပဲနဲ့ပါရာဇီကကြတော့ရင်နောက်ဒေါ်လာဘတ်ရဟန်းနဲ့မပြုတ်ကောင်းတော့ဘူးရဟန်းလည်းမဖြစ်တော့ဘူးတာမဏေဘုသူတော်ပဲဖြစ်ကောင်းတော့တယ်ကွဟာတော်တော်ဝင်လေးတဲ့ကိစ္စပါလားဖေဟာဟုတ်တယ်ကွတာဝန်တော်တော်ကိုလေးတာအဲ့ဒါကြောင့်တိတ်ခါကြတဲ့အခါမှာတင်ငန်းမလဲသေးပဲနဲ့တပည့်တော်ကိုတာမဏေလို့မှတ်ပါဖေဟာတပည့်တော်ကိုတာမဏေလို့မှတ်ပါဖေဟာလို့ရှောက်ထားတဲ့နေကွနားထောင်သူကလည်းတာမဏေလို့မှတ်ပါပြီဆိုမှတိတ်ခါကြတယ်ဒါပေမဲ့ကျေးဇူးတော်ရှင်တာမျိုးဆရာတော်ဖေဟာကြီးကဒီတက်တေးကြအောင်လို့လူဝိလက်ခံပြီးတဲ့နောက်မှာဖေဟာတပည့်တော်ကိုလူဝိကြောင်လို့မှတ်ယူတော်မူပါဖေဟာဖေဟာတပည့်တော်ကိုဥပဒကလို့မှတ်ယူတော်မူပါဖေဟာအဲ့လိုလျှောက်ထားပြီးမှအိမ်မျက်နှာကောင်းတယ်လို့မိတ်တော်မူတယ်ကွအလုံးမဲ့မှတ်သားစရာကောင်းတာပါလားဖေဟာဒါအောင်တေးသေးချာချာမသိလို့ရှိရင်ရဟန်းဝင်းနဲ့မဟုတ်ပဲလူဝင်းနဲ့လည်းပါရာဇိကကြားနိုင်တာပေါ့နော်ဖေဟာဟုတ်တယ်ကွအဲ့ဒါကိုသိဖို့အလုံးအရေးကြီးတယ်ဦးစဉ်အပိုင်းတင်းနေနေရတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ